ဒီပန်းပွင့်လေးကိုထူပြပါမယ်နော်ပန်းပွင့်လေးကိုထူပြမယ်အရင်ဦးဆုံးဖုတ်မီခုနှစ်ခုထိုးမယ်နော်1 2 3 4 5 6ခွန်ဖုတ်မီခုနှစ်ခုထိုးပြီးသွားရင်ထိတ်ဆုံးပေါက်လေးမှာချက်ကော်လေးနဲ့ချိန်မယ်ဒီလိုမျိုးကွင်းလေးနော်အဲ့ဒါပြီးဖုတ်မီ3က1 2 3ဖုတ်မီ3ကထိုးယူအောင်ဆိုလို့တင်အမှရေးပြီးတော့ကျွန်တော်ဒီကွင်းထဲမှာနော်တိုင်ချီလေးတွေထိုးမယ်နော်ဒီတိုင်ချီ9ကထိုးမယ်နော်2 3 4 5အဲ့လို9ကထိုးယူရင်ဆွဲစုလိုက်မယ်နော်နည်းနည်းဆွဲစုပြီးရင်ဖုတ်မီ3က1 2 3နော်အဲ့ဒါပြီးလို့ဆိုလို့ရှိရင်တခါဖုတ်မီ3 1 2 3ဖုတ်မီ3ကထိုးမယ်ဖုတ်မီ3ကထိုးယူရရင်တခါတိုင်လေး9ကထိုးမယ်1 2 3 4 5အဲ့ဒါပြီးလို့ဆိုရင်ဖုတ်မီ3က1 2 3အလုံးပေါင်းပွင့်ဖက်လေး5ခုရအောင်ထိုးမယ်နော်ဒီလိုမျိုးလေးပွင့်ဖက်လေး5ခုရအောင်ထိုးမယ်နော်အလုံးပေါင်းဒီမှာနော်ပွင့်ဖက်လေး5ခုရပြီနော်ပွင့်ဖက်လေး5ခုရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဖုတ်မီ90ထိုးမယ်နော်ဒီကောင်လေးကအတူလေးနော်ဖုတ်မီ90ယူထားတယ်နော်ဒီကောင်ကြတော့ဖုတ်မီ80ယူထားပါရဲ့နော်73နော်ဖုတ်မီ90ယူပြီးပါပြီဖုတ်မီ90ယူရရင်ကျွန်တော်တို့ဒီပွင့်ဖက်ထိတ်လေးမှာချက်ကော်လေးနဲ့ချိန်မယ်နော်အဲ့ဒါလေးပြီးရင်ခြေသားလေးကိုဖြတ်လိုက်မယ်နော်ကျွန်တော်တော့ခြေသားမဖြတ်ပြရတယ်နော်ဟိုထိုးထားပြီးသားမလို့နော်ခြေသားလေးဖြတ်လိုက်မယ်ခြေသားလေးဖြတ်ယူအောင်ဆိုလို့တင်ကျွန်တော်တို့ဒီကြားလေးထဲမှာပေါ့နော်ကြားလေးထဲမှာခြေသားလေးကိုတင်လိုက်မယ်နော်ဖုတ်မီဒီကြားလေးထဲမှာအဲ့ဒါဆိုဒီလိုမျိုးလေးရပြီပေါ့နော်ဒီလိုမျိုးကွင်းလေးတစ်ကွင်းရပြီအဲ့ဒါဆိုလို့ရပြီဆိုလို့တင်ကျွန်တော်တို့ဒီမှာအပေါက်လေးတစ်ပေါက်မှာဒါကျွန်တော်အမြိတ်တက်နေပေါ့နော်အပေါက်လေးတစ်ပေါက်မှာဒီလိုမျိုးကွင်းလေးထည့်မယ်နော်ကွင်းလေးထဲကိုပန်းပွင့်လေးထည့်မယ်ထည့်ပြီးတော့ကျွန်တော်တို့ဒီလိုမျိုးလေးချိတ်လိုက်မယ်နော်ပေါ်ကအမြိတ်တက်နေနဲ့တူတူပါပဲနော်